ဖြိုစင်တဲ့နှလုံးသားနဲ့အတူမိခင်စိတ်ပြေးသွားတဲ့လောက်ရတစ်ခုအတွက်ခြေကျုပ်ခံနေရတဲ့ရွှေမုံရက်တီအချိန်မင်းသမီးလိုနာမည်ကြီးနေတဲ့မင်းသမီးလေးရွှေမုံရက်တီကတော့ဖြိုစင်တဲ့နှလုံးသားနဲ့အတူမိခင်စိတ်ပြေးသွားတဲ့လောက်ရတစ်ခုအတွက်ခြေကျုပ်ခံနေရပါတယ်။ရွှေမုံရက်တီရဲ့လူပြောများပြီးတော့ခြေကျုပ်ခံနေရတဲ့လောက်ရကတော့ခိုင်နှင်းဝေရင်သွေးလေးများကေဟာရဲ့ရှင်ပြုပွဲမှာဖြစ်ပါတယ်။ပရိဒမင်းသမီးကြီးခိုင်နှင်းဝေကမြတ်တာတရားအပြည့်နဲ့ကျင်းပတဲ့အလူတော်မင်္ဂလာပွဲကြီးမှာမင်းသားမင်းသမီးများစွာတက်ရောက်ခဲ့ကြပါတယ်။ဒီလိုမျိုးအနုပညာရှင်တွေအများကြီးတဲမှာရွှေနဲ့ရွှေဇနီးမောင်နှံဖြစ်တဲ့ရွှေမုံရတီနဲ့ရွှေထူးတို့လည်းတက်ရောက်လာခဲ့ကြပါတယ်။လက်ထပ်ထားတာနှစ်တွေကြာနေပြီဖြစ်နေပေမဲ့ကလေးလေးမရသေးတဲ့ရွှေထူးနဲ့ရွှေမုံရတီတို့ဟာရင်သွေးလေးတွေရှင်ပြိုပွဲမှာမိဘနှစ်ပါးနေရာကနေပါဝင်ခဲ့တာဖြစ်ပါတယ်။ဒီအချိန်မှာရွှေမုံရတီကမောင်ရင်လောင်လေးပုံမှာထင်မထားတဲ့လောက်ရက်တစ်ခုလှုပ်လိုက်တာကြောင့်အတော်လေးလူပြောများနေရဖြစ်ပါတယ်။ဂေဟာကကလင်းငယ်လေးတွေကိုရှင်းသားမနေတွတ်သွင်းဖို့အတွက်စံချတဲ့နေရာမှာရွှေမုံရတီတို့ဇနီးမောင်နှံကကူညီပေးခဲ့ပါတယ်။သပင်တွေမှာရေဆိုနေပြီးတော့မျက်နှာတွေပါရေတွေဆိုရွှဲသွားတဲ့မောင်ရှင်လောင်းတစ်ယောက်ကိုရွှေမုံရတီကသူမရဲ့ကိုယ်ပေါ်မှာခြုံထားတဲ့ပဝါနဲ့တည်တည်ချာချာတုပ်ပေးနေကြတာဖြစ်ပါတယ်။ရွှေမုံရတီဟာမောင်ရင်လောင်းလေးရဲ့မျက်နှာရေဆိုနေတော့သူမခြုံတဲ့ပဝါအသုံးပြုပြီးမောင်ရင်လောင်းရဲ့မျက်နှာကိုတုပ်ပေးနေကြရကရုတ်တရက်ဖြစ်ပေါ်လာတဲ့မိခင်စိတ်လို့ပြောကြပါတယ်။ဒါကြောင့်ပရိသတ်တွေကတော့ရွှေထူးနဲ့ရွှေမုံရတီအနေနဲ့ရင်သွေးလေးမွေးတင်နေပြီလို့လည်းတိုက်တွန်းပြောဆိုနေကြတာပဲဖြစ်ပါတယ်ရှင်။